အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်နဲ့အတူဒုံးစာ action back နောနတာမျိုးစောရော quality back ဟျောင်းယုံစာတာမျိုးစောရောအသက်ရှိရင်ဒီမှာမြောင်းစာအေးတာမျိုးစောရောအသက်မရှိဘူးဆိုရင်ရာမျိုးစောရောပေါ့နော်ဒီ grammar လေးကြည့်ရအောင်ဒီ grammar ရဲ့အဓိပ္ပာယ်ကတော့တယောက်ကပြောလာတဲ့အကြောင်းအရာတစ်ခုကိုနောက်တစ်ယောက်ကိုဘာလို့တောင်းဆိုတော့အတီးပြုတ်ပြီးထပ်မိတာဖြစ်ပါတယ်ဒီအစိမ်းရောင်လေးနဲ့ပြထားတာကတော့ဒီမှာဟျောင်းယုံစာတာမျိုးစောရောလို့ပြောထားတယ်မဟုတ်လားအစိမ်းရောင်လေးနဲ့ပြစားတော့ဒီခါတည်းဒီ quality ဘက်ဆိုရင်တာမျိုးစောရောတန့်ကြရုံမှာပဲเนาะ quality ဘက်ဆိုရင်တာမျိုးစောရောတန့်ကြရုံမှာပဲဒီအစိမ်းရောင်လေးနဲ့ပြထားတဲ့အားလုံးက quality ဘက်ဒီဖြစ်ပါတယ် quality ဘက်ဖြစ်တဲ့အတွက်ဟျောင်းယုံစာဖြစ်တဲ့အတွက်တာမျိုးစောရောတန့်ကြထားပါတယ်ကျွန်တော်လည်းအတူဥပမာကြီးကြည့်လိုက်မယ်ဆိုရင်တော့ရှင်းသွားမှာပါဒီမှာပေါ့နော်သူကမင်းစုမင်္ဂလာဆောင်မဲ့အကြောင်းအရာကိုနောက်အခြားတစ်ယောက်ကသူ့ကိုပြောလိုက်တယ်ပြောတဲ့ဒီအကြောင်းအရာတစ်ခုနောက်ထပ်တစ်ယောက်ကိုထပ်ပြီးမေးတယ်မင်းစုရှိကဒေါင်းသားတဲ့ဂေါဟန်တာမျိုးဆိုရောနောက်တစ်ယောက်ကိုသူကဝန်ကင်းပေါ့နော်စစ်ဆေးခြင်းလို့ထပ်ပြီးတာမင်းစုကနောက်လာမှာမင်္ဂလာဆောင်တော့မယ်ဆိုမေးလိုက်တဲ့ခါမှာနောက်တစ်ယောက်ကမင်္ဂလာဆောင်တယ်ဟုတ်တယ်နောက်လာမှာမင်္ဂလာဆောင်မယ်တဲ့ဆိုခရက်မကြဒေါင်းသားတဲ့ဂေါဟန်တဲ့ရောခရက်ဟုတ်တယ်မှန်တယ်နောက်လာမှာမင်္ဂလာဆောင်မယ်တဲ့ဂျဲဂျူတို့ကအရန်တာယာလှပတဲ့အကြောင်းကိုသူကအခြားတစ်ယောက်စီကကြားလာတယ်သူကြားလာတဲ့အကြောင်းအရာကိုနောက်တစ်ယောက်စီကိုထပ်မိတယ်ဂျဲဂျူတို့ကအာရုံတတ်တာမျိုးဆိုရောဂျဲဂျူတို့ကအရန်တာယာလှပတယ်ဆိုဒီမှာ question လေးတွေပါပါတယ် question လေးတွေပါတဲ့အတွက်အတန်ကိုမြင့်ပြရမှာဖြစ်ပါတယ်ဂျဲဂျူတို့ကအာရုံတတ်တာမျိုးဆိုရောဂျဲဂျူတို့ကအရန်မဲတာယာလှပတယ်ဆိုလို့မိလိုက်တယ်အဲ့လူကသွားဖို့လဲဆိုရင်ခရဲမာကြာဟုတ်တယ်ဂျဲဂျူတို့နော်ဂျဲဂျူတို့ကတော့ဘူဂိုရီတုံမန်ကိုကြည့်စရာကြီးလေးများပြီးတော့နော်မူအာရုံတာဝါယောအရန်မဲတာယာလှပါတယ်နော်တို့ဟမ်ဘော့ကပါနည်းနည်းတစ်ချိန်လောက်တော့သွားကြည့်ဘာညာတာရကပေါ့ဗျာဒီမဲ့နောက်ကစာကြောင်းကတော့ down to ရဲ့ command တွန်းတာမျိုးဆိုရောနောက်ပတ်မှာလှုပ်ထွက်တော့မယ်ဆိုသူကအခြားတစ်ယောက်စီကကြားလာတယ်ကြားလာတော့နောက်တစ်ယောက်ကိုထပ်ပြီးတော့နောက်တစ်ယောက်ကဘယ်ကသာလှုပ်ထွက်ရမှာလဲနောက်နှစ်ချီလှုပ်မှာတဲ့ဆို command ဒူကီနညို command ဒူကီပြီးခဲ့တဲ့ grammar လေးကိုအမှတ်ရအောင်ထည့်ပြရပါ command ဒူကီနညို command ဒူကီဘယ်ကသာလှုပ်ထွက်ရမှာလဲနေညော့ကာကြီးဟန်တဲ့ရောနောက်နှစ်ချီလှုပ်မယ်တဲ့တနေ့ပြန်လို့မှာပေါ့နော်အဲ့ဒါမှထည့်ကြည့်ခွင့်ရမှာပေါ့နောက်ထပ်တစ်ကြောင်းဤယောင်းဝါနော်ယူချွန်အင်ဂီကမန်တာမျိုးဆိုရောအခုတလောနာမည်ကြီးရဲ့ရုပ်ရှင်တွေဥမာ Train to Busan လို့ဗျာဒါမှမဟုတ်လဲ drama တို့ Panda House တို့ပေါ့နော်အဲ့ရုပ်ရှင်ကအခုတလောအဲ့ drama ကအခုတလောလူကြိုက်များနေတယ်ဆိုရင်ကိုကလည်းအဲ့ရုပ်ရှင်ကကြည့်ဘူးတယ်ပေးခြင်းတဲ့ message ကလည်းခိုင်းပါတယ်သူ့ကိုလည်းကြည့်သိခြင်းနဲ့ဆိုရင်ခရဲမကြာဟုတ်တယ်မှန်တယ်ဂျူဂိုရီဆိုတာကပေးခြင်းတဲ့ message ကတော့ဘာညာမြန်မာတွေပြောတယ်မလားကိုရီးယားလူကတော့ဂျူဂိုရီတို့ထွန်းတာကိုပေးစရာကခိုင်မာပြီးပေးခြင်းတဲ့ message ကရှိပြီးတော့ပေါ့ဗျာနော်မူဂျေမီတော့တာအရန်မဲစိတ်ဝင်စားစရာကောင်းတယ်အဲ့လိုဖြစ်မှာပေါ့နောက်တဲ့ကြောင့်မင်းစုရှိကအာပုတာမျိုးဆိုရောမင်းစုကဖျားနေတယ်ဆိုမင်းစုကပုံမှန်လှုပ်လာတယ်ဒီနေ့လုံးမလာလို့ तू ကတယောက်ကမေးတာပဲဖြစ်ဖြစ်တယောက်ကသူ့ကိုပြောတာပဲဖြစ်ဖြစ်မင်းစုကဖျားနေတယ်ဆိုရင်ဟိုတယောက်ကဖျားနေရလို့ကြရင်ခရဲအာပုတဲ့ဖျားနေတာတဲ့မာနီအာပုတဲ့အရန်ဖျားနေတာတဲ့ပေါ့နော်ဒီမှာအစိမ်းရောင်လေးနဲ့ပြထားတာရထပ်ပြောပါမယ် quality ဘက်ဒီဖြစ်ပါတယ် quality ဘက်ဖြစ်တဲ့အတွက်ဒီမှာအာရုံတတ်တာဆိုရင်အာရုံတတ်တာမျိုးဆိုရောတခါလေးတန့်ကပ်ပါတယ်ဒီမှာအင်ဂီကမန်တာဆိုရင်အင်ဂီကမန်တာမျိုးဆိုရောတခါလေးတန့်ကပ်ပါတယ်အဖုတာမျိုးဆိုရောဆိုလဲအဖုတာဆိုရင်အဖုတာမျိုးဆိုရောတခါလေးတာမျိုးဆိုရောတန့်ကပ်ပါတယ်ဒီမှာအလုံးများတယ်ဆိုရင်လဲယူကျွန်းပါဖုတာမျိုးဆိုရောအလုံးများနေတယ်ဆိုသူမေးချင်တာပြောမယ်ဆိုရင်မြန်မာလိုဆိုတဲ့အဓိပ္ပာယ်လေးပါပါတယ်ညောင်းစာဆိုရင်တော့အီရာမျိုးစောယိုအသက်ရှိရင်အီရာမျိုးစောယိုအသက်မရှိရင်ရာမျိုးစောယိုဖြစ်ပါတယ်ကဲကြည့်ရအောင်နေမနေ့ဖြန်ကစိတ်ငီးရာမျိုးစောယိုမနေ့ဖြန်ကမွေးနေ့ဆိုသူကမေးကြပေါ့တခြားတယောက်စီကသူမွေးနေ့ကိုကြားလာတော့သူကမနေ့ဖြန်ကမှမွေးနေ့ဆိုတော့သူကမေးတယ်သူလူကလည်းဟုတ်တယ်မဟုတ်ဘူးပေါ့နော်စာကူဆူရာမျိုးစောယိုဘက်ထုနဲ့ဒေဖြူချောကင်းဥရှိကွန်စာကူဆူရာမျိုးစောယိုဘက်ထုနာရဲ့ဒေဖြူချောကင်းဥရှိကီစာကူဆူရာမျိုးစောယိုဗီယက်နမ်ရဲ့ဒီပေါ့နော်ကုစားပြုတဲ့အစားအစာကပေါ့နော်ကမှမှန်မှာပေါ့စာကူဆူရာမျိုးစောယိုဒီစန့်ခေါက်ဆွဲဆိုဒါ question လေးနဲ့မေးတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်
ဒီပေါ့နော် तू ကအတိတ်နဲ့လည်းပြောလို့ရပါတယ်အတိတ်နဲ့လည်းပြောလို့ရပါတယ်အနာဂတ်နဲ့လည်းပြောလို့ရပါတယ်အတိတ်နဲ့အနာဂတ်ကိုတော့နောက်ဗီဒီယိုမှာထပ်လုပ်ပြီးပါမယ်ဒါကြီးကအခုတော့9မိနစ်ကျော်နေပြီပေါ့နော်ရှည်လို့ဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ် Have a good day. Thank you so much.